ဘာကြောင့် Aircon service ကိုပုံမှန်လုပ်ပေးတင်တာလဲလူအများစုက Aircon service ကိုမအေးတော့မှခေါ်ရက်ကြပါတယ် Aircon service ပုံမှန်လုပ်ပေးခြင်းရဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်ပြောပြပါမယ် Aircon မှာကတ်နေတဲ့ဖုံမှုနဲ့အညစ်အကြေးတွေကတက်ရှိလမ်းကြောင်းဆိုင်ရာပြဿနာကိုဖြစ်ပေါ်စေပါတယ် Aircon မှာကြီးတွေပိတ်နေတဲ့အတွက်ပို့ပြီးတော့အလုံးလုံးရလို့မီတာကောက်ကိုပို့ကုန်စေပါတယ်ပုံမှန်စစ်ဆေးပေးခြင်းကစက်ပစ္စည်းတွေအလွယ်တကူထိခိုက်ပျက်စီးတာကိုလည်းကာကွယ်ပေးပါတယ်။ဘာကြောင့် Aircon service ကိုခေါ်တင်တာလဲ။လီထရာအားနည်းခြင်းပုံမှန်ထက်မအေးတော့ခြင်း Aircon ဖွင့်လိုက်ရင်အနံ့ဆိုးထွက်ခြင်းနဲ့အတန်ဆူမြန်လာခြင်းသို့မဟုတ်ရေယိုခြင်းများဖြစ်လာရင် Aircon service ကိုခေါ်တင်ပါတယ်။ service လုပ်တဲ့အခါဘာတွေပါဝင်လဲဆိုတာ customer အများစုကသိချင်ကြပါတယ်။ Indoor unit ရဲ့ filter နဲ့ cooling coil တွေတန်ရှင်းပေးခြင်း Outdoor unit ရဲ့ condensing coil တွေဖုံဖုံးတွေတက်နေတဲ့အတွက်အပူမစိုးထုတ်နိုင်လို့တန်ရှင်းပေးခြင်းခပ်ပမာဏရှိမရှိစစ်ဆေးခြင်းဝါယာကျိုးနဲ့ရေပိုက်တွေပိတ်မပိတ်စစ်ဆေးခြင်းတွေလည်းပါဝင်ပါတယ်။အိမ်မှာကိုယ်တိုင်လုပ်လို့ရတဲ့အချက်တွေကိုပြောပြပါမယ်။ Indoor unit ရဲ့ filter တွေကိုနှစ်ပတ်တစ်ကြိမ်တန်ရှင်းလုပ်လို့ရပါတယ်။အနည်းဆုံး6လတစ်ကြိမ်ကျွမ်းကျင်တဲ့သူနဲ့ general service လုပ်ဖို့လိုအပ်ပါတယ်။ကျေးဇူးတင်ပါတယ်။